လုံးဝမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ဒီနေ့ပေါ့နော်ဂျမနိုင်းကိုပေါ့နော်ကျွန်တော်စီးပွားရေးအကြောင်းပဲမေးတာပဲဖြစ်ဖြစ်ပေါ့နော်လမ်းပြောင်းနေတဲ့လူငယ်တွေပေါ့နော်စီးပွားရေးအကြောင်းမေးမယ်ကျွန်တော်ပေါ့နော်စသရမေးလို့ရပါတယ်ကျွန်တော်နဲ့အတူတူပေါ့နော်ကြည့်လိုက်ရအောင်ခင်ဗျာနော်ဗီဒီယိုလေးပေါ့နော်မကြည့်ခင်မှာနော် like subscribe လေးအားပေးကြပါအောင်ခင်ဗျအားလုံးပဲ let's goကျွန်တော်နော်ဒီ software လေးပေါ့နော်ဝိုင်း page room မှာပေါ့နော် download သွားဆဲလို့ရတယ်ဗျအဲ့ဟာလေးပေါ့နော် download ဆွဲလိုက်ပါနော်ကျွန်တော်တို့ဆွဲပြီးသားမို့လို့ပါဗျာနော်ကျွန်တော်ပေါ့နော်မေးကြည့်မယ်ပေါ့နော်တငယ်ချင်းတွေပဲဖြစ်ဖြစ်ပေါ့တငယ်ချင်းနဲ့လုပ်လို့ရတယ်ဗျာသူပေါ့နော်ကျွန်တော်မေးကြည့်မယ်ပေါ့နော်ကျွန်တော်ဗာမေးမလဲဆိုရင်ကျွန်တော်နားလည်ပါဗျာကျွန်တော်ပြန်မေးမယ်ပေါ့နော်အားလုံးအင်းနေကြပါဗျာပြောပြရအောင်တူဟုတ်ကဲ့ကျွန်တော်ကတော့2016မှာစီးပွားရေးကိုလုပ်ချင်ကြဟုတ်ကဲ့ပါဗျာကျွန်တော်တို့ပေါ့နော်online မှာပေါ့နော်ပတ်စံရှာခြင်းလေးပြဟုတ်တော့မင်္ဂလာပါဗျာဟုတ်ကဲ့ပါဗျာonline မှာပေါ့နော်ကျွန်တော်တို့ပတ်စံရှာခြင်းလေးပြဘယ်ဟာပဲ online မှာကောင်းတယ်ဗျာဟုတ်ကဲ့ပါဗျာကျွန်တော်ပေါ့နော်TikTok မှာပေါ့နော်TikTok မှာပတ်စံရှာခြင်းလေးပြကျွန်တော်ပေါ့နော် TikTok မှာပတ်စံရှာခြင်းလေးပြဘလို့ရဲစိတ်နေရတယ်ဗျဘလို့ရဲစိတ်နေရတယ်ဗျဘလို့ရဲစိတ်နေရတယ်ဗျ
ကျွန်တော် line မကောင်းပေါ်ဖြစ်သွားပြီပေါ့နော်ကျွန်တော်ပြန်ပြီးကြည့်မယ်ဗျာနော်ကျွန်တော် TikTok မှာပေါ့နော် blog ရဲ့စင်ကြတော့လေဗျာနော်ပြောပေါ့နော်မိုက်တယ်ပေါ့နော်ကျွန်တော်မစိုးဘူးလို့ပြောရမယ်ဗျာနော်စိုးဘူးကျွန်တော်အဲ့ဟာကိုပေါ့နော် download ဆွဲပြီးပေါ့နော်ဟိုကျွန်တော်မေးချင်တာမေးလို့ရတယ်ဗျာနော်ကျွန်တော်ပေါ့နော်မေးချင်တာမေးလို့ရပါတယ်ဗျကျွန်တော်ရဲ့ channel လေးကိုလည်းပေါ့နော် like and subscribe လေးပြီးသွားခဲ့လို့လည်းရပါတယ်ပေါ့နော်ကြိုးကြည့်မယ်ဆိုရင်ကျွန်တော်နေ့တိုင်းပုံမှန်လေးတင်သွားပြပါမယ်ဗျချက်ခေ channel ပါနော် like and subscribe လေးလည်းပြီးသွားခဲ့ကြပါအောင်ဗျာပေါ့နော်ဘုသူကရဒီပညာနဲ့ပတ်သက်တဲ့ဟာလေးတွေကျွန်တော်စူးစီးတင်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲ like and subscribe လေးပြီးသွားခဲ့ကြပါအောင်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေဗျာဘိုင်ဘိုင်ပါ